ဆရာတို့အခုဆိုရင်တဘိုရဲလာကိုရောက်ရှိလို့လာပါပြီအခုရောက်နေတဲ့တဘိုရဲလာမှာဆရာတို့ပေါ့နော်ငွေဝင်ချမ်းပြီးတော့ကန်ကောင်းလာတော့မဲ့နေ့နံ9ခုအကြောင်းကိုဆရာတို့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့အခုတဘိုရဲလာအစနေစပြီးတော့ပေါ့နော်တဘိုရဲတစ်လလုံးနော်ငွေဝင်ချမ်းပြီးတော့ကန်ကောင်းလာတော့မဲ့နေ့နံ9ခုကတော့တနင်္ဂနွေရဲ့ကြာသာပတေးရဲ့တနင်္လာရဲ့စနေရဲ့အင်္ဂါရဲ့ဖြစ်ပါတယ်ဒီနေ့နံ9ခုပါဆိုရင်တဘိုရဲလာပြည့်နေ့မှာကန်အရန်ကောင်းပါတယ်တဘိုရဲလာထဲမှာကန်အရန်ကောင်းပါတယ်ဘာတွေကန်ကောင်းမလဲဆိုရင်သူကစီးစိမ်ဥစ္စာတွေပို့ပြီးတော့တိုးပွားလာမယ်စီးပွားရေးတွေကြာဆင်းနေတော့မှစီးပွားရေးတွေကောင်းလာမယ်အောင်းနေတဲ့ပစ္စည်းတွေရောင်းထွက်မယ်အယောင်းဝယ်တွေမြိုင်ဆိုင်နဲ့ကိုကောင်းလာမယ်လုပ်ငန်းအသစ်လုပ်မဲ့သူတွေလည်းအဆင်ပြေတယ်လက်ရှိလုပ်နေတဲ့အလုပ်တွေလည်းပို့ပြီးတော့တိုးတက်လာမယ်ငွေဝင်ကျန်းလာမယ်ငွေများဝင်လာမယ်ငွေလုံးဝမဝင်ဘူးဖြစ်နေတဲ့သူတွေတောင်မှငွေတွေများဝင်လာလိမ့်မယ်ကိုကြံစီထားတဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေလည်းဆရာတို့အဆင်ပြေလာမယ်နော်ပြီးတော့ဆရာတို့တဘိုရဲလာမှာဆရာတို့ပေါ့နော်အိမ်တို့ဒီနေ့နံ9ခုပါဆိုရင်အိမ်တို့ခြံတို့မြေတို့တိုက်တို့ကားတို့ဝင်ကိန်းရှိတယ်ငွေအလုံးအင်းလဲဝင်ကိန်းရှိတယ်နော်တခုရှိတာကတော့ပေါ့နော်ဒီနေ့နံ9ခုကတဘိုရဲလာထဲမှာတော့ကျမ်းမာရေးအညံ့ရှိပါတယ်နော်ကျမ်းမာရေးတွေခြူကြတတ်တယ်ကျမ်းမာရေးတွေညံ့တတ်တယ်နော်ပြီးရင်တခြားကိုနဲ့အစင်မပြေတဲ့သူတွေကကိုအောက်လန်းတို့ပယောဂါတို့မကောင်းတဲ့အတတ်ပညာမျိုးနဲ့ပြူစားတာလောက်တာမျိုးခံရတတ်ပါတယ်ခံရပြီးတော့မှကျမ်းမာရေးခြူကြသွားတာညံ့တာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဓိကဂရုစိုက်ရမှာတော့ကျမ်းမာရေးပဲဖြစ်ပါတယ်အခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးအယောင်းဝယ်ပညာရေးအကုန်လုံးကောင်းပါတယ်နော်ဒီနေ့နံ9ခုကဆိုရင်ငွေကိုအလုံးအရင်းနဲ့ကိုဝင်မှာဖြစ်ပါတယ်เนาะဆရာတို့ပြီးတော့တဘိုရဲလာမှာဒီနေ့နံ9ခုကဆိုရင်ဆရာတို့ဖျားတရားများလုပ်ရမယ်အလူဒါနာလေးတွေများလုပ်ရမယ်ပြီးတော့ဆရာတို့ပေါ့နော်ဒီပတိပေါ့နော်တရားရှစ်လုံးပတိနဲ့เนาะတဘိုရဲတစ်လလုံးကိုနေတိုင်းစိတ်ပါเนาะတရဏဂုံပတိလေးကိုအစဉ်ပြေသလောက်စိတ်ပေါ့เนาะဗုဒ္ဓံကိစ္ဆာမိဓမ္မံကိစ္ဆာမိတန်ခဏံကိစ္ဆာမိပတိတစ်လုံးချပြီးတော့အဲ့လိုမျိုးစိတ်ပေါ့เนาะဒုတိယမိတတိယမိထည့်စရာမလိုဘူးเนาะအဲ့ဒါကိုစိတ်နိုင်တဲ့လောက်လေးစိတ်ပြီးနော်ပြီးတော့ဖျားတရားလှုပ်ပေးအလူဒါနာလေးတွေလှုပ်ပေးနော်ဒါဆိုရင်ဒီနေ့နံ9ခုကအရန်ကိုမှတဘိုရဲလာမှာကန်ကောင်းပြီးတော့မှနော်ငွေဝင်တွေကျန်းပြီးတော့မှအလုတ်ကင်တွေအဆင်ပြေလာလိမ့်မယ်နော်ဒီနေ့နံ9ခုကဆိုရင်ဆရာတို့ယတနာဘုံဂိမ်းဆိုင်တယ်လို့တောင်ပြောလို့ရတယ်နော်ဒီတဘိုရဲလာမှာနော်အဲ့တော့ဖျားတရားများလှုပ်အလူဒါနာလှုပ်ကိုဖြစ်ချင်တာတွေကိုလိုချင်တာတွေအကုန်လုံးရလာလိမ့်မယ်ပတိစိတ်ပြီးတိုင်းလဲဆူတောင်းနော်ကိုမှရှိတဲ့အခက်ခဲတွေလည်းပြေလည်လာလိမ့်မယ်အကျွေးတွေရှိရင်အကျွေးတွေကြေးလာလိမ့်မယ်ရန်သူတွေရှိရင်ရန်သူတွေပျောက်သွားလိမ့်မယ်အတိုက်ခိုက်နောက်ဆက်တွေလည်းကင်းလာလိမ့်မယ်เนาะပြီးတော့ကိုဘာပဲလှုပ်အဆင်ပြေလာလိမ့်မယ်အောင်မြင်လာလိမ့်မယ်တိုးတက်လာလိမ့်မယ်ချမ်းသာလာလိမ့်မယ်ကိုမှအခုဖြစ်နေတဲ့ကိစ္စတွေအားလုံးထက်ပို့ပြီးတော့ချမ်းသာအောင်မြင်တဲ့ဘဝတစ်ခုကိုရပါလိမ့်မယ်အဲ့တော့ဒီနေ့နံ9ခုကဆိုရင်ဆရာတို့တဘိုရဲလာထဲမှာကံအကောင်းဆုံးနေ့နံ9ခုလို့ပြောလို့ရတယ်ဒီပတိဆရာပြောတဲ့ပတိစိတ်နည်းလေးကိုလည်းဒီနေ့နံ9ခုကတေးသေးချာချာလေးဆရာတို့စိတ်ဖို့လိုတယ်ပေါ့နော်ပြီးတော့ဆရာ line ပေါ်မှာအခုဆရာအကောင့်အတူတွေ page အတူတွေပေါ်နေပါတယ်အဲ့တော့ဆရာပရိသတ်တွေခဏအလိန်ခံရပါတယ်ဆရာပြောတိုင်းလဲအားလုံးကမှတ်မထားကြပါဘူးเนาะဆရာရဲ့ KB Zapay ငွေလွှဲအကောင့်ဖုန်းနံပါတ်ဒီ39966331ဖြစ်ပါတယ်ဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ဒီလဲ663331ဖြစ်ပါတယ်ဒီနံပါတ်မှာပဲစာပို့ပါဒီနံပါတ်မဟုတ်ဘူးဆိုရင်လည်းလုံးဝငွေမလွှဲပါနဲ့အလိန်ခံရရင်ဆရာတာဝန်ယူမှာမဟုတ်ပါဘူးပြီးတော့အခုဒီနေ့နံ9ခုကဆိုရင်ဆရာပြောတဲ့ပတိစိတ်နီးလေးကိုစိတ်မဲ့ပြီးပြီဆိုရင်ဆရာတို့ပေါ့နော်မြတ်စွာဘုရားကိုနွားနို့နော်နိုးမုတ်ကိုဖြော်ပြီးတော့ကတ်လို့လဲရတယ်နွားနို့ကတ်လို့လဲရတယ်ဒီဗီဒီယိုလေးကိုတွေ့ရတဲ့နွားနို့လေးကတ်ပြီးတော့ဆူတောင်းလိုက်ပါနော်ဆရာတို့တဘိုရဲတစ်လလုံးကန်ကောင်းပြီးတော့မှငွေတွေဝင်လာပါလိမ့်မယ်နော်ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့900သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကိုများလေး share ထားပေးပါတခြား900သားသမီးတွေလည်းရဒီယာတွေဗီဒီယိုတွေကိုကြည့်ပြီးတော့ live လုပ်တဲ့ခါကျတော့သူတို့လည်းပို့ပြီးတော့အဆင်ပြေတော့ကိုလည်းကုသိုလ်ရပါတယ်အဲ့တော့ဆရာပရိသတ်တွေကိုဆရာပြောချင်တာတော့ဒီဗီဒီယိုလေးကိုများလေး share ထားပေးပါcomment မှာမိမိရဲ့နာမည်ကိုရေးခဲ့ပါနာမည်အရင်းကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုနာမည်လေးတွေခေါ်ပြီးတော့စူတောင်းမြစ်တာပို့ပေးမှာဖြစ်ပါတယ်เนาะပြီးတော့ဆရာရဲ့ဒီ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါဆရာ account အတူတွေရှိတော့တစ်ချက်လေးတော့တတိထားပေးကြပါเนาะပြီးတော့ဆရာစီမှာဒီတဘိုရဲလာအတွက်ပေါ့နော်900သားသမီးအားလုံးငွေဝင်ချမ်းနေတဲ့ရတရားတွေကန်ကောင်းနေတဲ့ရတရားတွေဓာတ်ရိုက်တဲ့စင်တွေအစီမံတွေလာအဲ့လိုရပါပြီဆရာစီမှာအခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ချမ်းဖို့ထီချဲပေါက်ဖို့အတွက်ရတရားတွေအဲ့လိုရတယ်အဆောင်တွေဝယ်လို့ရတယ်ဘေးဒင်းတွေမေးလို့ရပါတယ်နော်ဒီຢာလေးတွေကိုဆရာပြောပြပေးပါမယ်ဒါလေးကတော့ဆရာထူးမြအောင်ကိုယ်တိုင်ဆ
စီစဉ်ထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်ပါတယ်ဒီ2026ခုနှစ်အတွက်ပေါ့နော်ဒီအဆောင်လက်ကောက်လေးတွေကိုယောက်ျားလေးရောမိန်းကလေးရောဆောင်လို့ရတယ်9ရက်သားသမီးအောင်လို့ဆောင်လို့ရတယ်2026ခုနှစ်အတွက်ရရအသစ်တွေလှုပ်ပေးထားတဲ့အဆောင်လက်ကောက်ဖြစ်တယ်အစီမံအသစ်တွေလှုပ်ပေးထားတဲ့အဆောင်လက်ကောက်ဖြစ်တယ်အရင်နှစ်တွေနဲ့မှလုံးဝမတူဘူးအရန်ဟိုမှ update လုပ်ထားတာပေါ့နော်အရန်ဟိုမှအစွမ်းထပ်ပြီးတော့မှထူးကြတယ်ဆောင်လိုက်တာနဲ့ဟိုတစ်လအတွင်းမှာပဲဟိုငွေဝင်ကျန်းနဲ့ကန်ကောင်းတယ်နော်3လတီးတီးဆောင်ရမှာဖြစ်ပါတယ်ဝယ်ခြင်းနဲ့ဆိုရင် Viber Messenger Telegram မှာလာဝယ်ပါအကောင့်တူတွေရှိတော့တစ်ချက်လေးတော့သတိထားပေးကြပါအလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးနော်ဒီအဆောင်လက်ကောက်လေးတွေကိုမြန်မာတပြည်လုံးကိုလည်းအိမ်အရောက်ပို့ပေးတယ်ထိုင်းနိုင်ငံကိုလည်းဆရာတို့အိမ်အရောက်ပို့ပေးပါတယ်နော်3ရက်ကနေ9ရက်အတွင်းကိုအိမ်အရောက်ပို့ပေးတယ်နော်အရန်ဟိုမှာအစွမ်းထပ်ပြီးတော့ထူးကြတဲ့အဆောင်ကလေးတွေဖြစ်တယ်ငွေဝင်စေတယ်ကန်ကောင်းစေတယ်အခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအားလုံးအတွက်ဒီအဆောင်လက်ကောက်လေးတွေကိုဝယ်ပြီးဆောင်လို့ရတယ်2026ခုနှစ်အတွက်ရရအသစ်တွေအစီမံအသစ်တွေဓာတ်ရိုက်တက်စင်အသစ်တွေလုပ်ပေးထားတဲ့အပြင်ဂါရာမန်နယ်ပေါင်း69မျိုးရွတ်ပေးထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်ပါတယ်ကဲ9ရက်သားသမီးအားလုံးလဲတဘိုရဲလာပြည့်နေ့မှာကျမ်းမာချမ်းသာကြပြီးတော့လူနိုင်တန်းနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မြတ်တွေဖြစ်ကြပါစေလို့ဆရာထူးမြောင်အောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်